မှာတော့ပိတ်တာပဲဘရိတ်ကတစ်ခုချလိုက်လို့ရှိရင်ရပြီလို့ထင်နေလားတကယ်တော့ဒီလိုလောက်တာကလူကြီးမင်းတို့တက်ဆင်ထားတဲ့အင်ပါတာနဲ့ဆိုလာစနစ်ကိုမတိမတာထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာဆိုလာစနစ်ကိုအနည်းကင်းကင်းနဲ့စနစ်တကျပေးရမယ့်အဆင့်6ဆင့်ကိုအလွယ်ကူဆုံးနဲ့ရှင်းပြပေးတော့မှာပါ။ဒါကြောင့်ဒီဗီဒီယိုကိုဆင့်လုပ်ထားဖို့မမေ့ပါနဲ့နော်။ပထမဆုံးအဆင့်1အနေနဲ့ကတော့အရင်ဆုံးအိမ်ထဲကလုံသုံးတွေစီကိုသွားတဲ့အောက်ပို့ပရိကကိုပိတ်ပေးရပါမယ်။လုံသုံးတွေမပြည့်စုံမှုဆိုရင်တော့ chain over ကို EPC ဒါမှမဟုတ် generator ဘက်ကိုအရင်ပြောင်းထားနိုင်ပါတယ်။အဆင့်2အနေနဲ့ကတော့ EPC နဲ့ generator ကနေအင်ပါတာစီကိုဝင်လာတဲ့ AC input ပရိကကိုပိတ်ပေးရပါမယ်အဆင့်3အနေနဲ့ကတော့ solar panel တွေကနေ inverter စီကိုဝင်လာတဲ့ PV input breaker ကိုပိတ်ပေးရပါမယ်အဆင့်4ကတော့ inverter ရဲ့ power clock ကိုပိတ်ပေးရပါမယ်အဆင့်5ကတော့ battery breaker ကိုပိတ်ပေးရပါမယ်အဆင့်6နောက်ဆုံးအနေနဲ့ကတော့ battery power clock ကိုပိတ်ပေးရပါမယ်ဒီအဆင့်အတိုင်းပိတ်ပေးမယ်ဆိုလို့ရှိရင် inverter နဲ့ battery ကိုကာကွယ်ပေးပြီးတော့ solar စနစ်ရဲ့သက်တမ်းကိုလည်းပို့ပြီးတော့ရှည်စေပါတယ်ပြန်ဖွင့်မယ်ဆိုရင်တော့လွယ်ပါတယ်အဆင့်6ကနေ1အထိကိုအဆင့်လိုက်လေးပြန်ဖွင့်ပေးရုံပါပဲညီမတို့ရဲ့ Universal Solar မြန်မာကနေပြီးတော့တက်ဆင်ပေးခဲ့တဲ့ site တိုင်းမှာတော့အသုံးပြုတဲ့သူတွေမှာရွတ်မပိတ်စီမိစေဖို့ကိုမှအဖွင့်အပိတ်အဆင့်အတိုင်းကိုတခြားလေးရှင်းပြပါတယ်ပြီးရင် sticker တွေပါတစ်ခါတည်းကပ်ပေးခဲ့ပါတယ်ဆိုလာစနစ်တက်ဆင်ဖို့အတွက်အတွေ့အကြုံရှိပြီးတော့ရေရှည်စိတ်ချရတဲ့ကုမ္ပဏီကိုရှာနေတယ်ဆိုရင်တော့ညီမတို့ရဲ့ Universal Solar မြန်မာကိုဆက်သွယ်လိုက်ပါညီမတို့ကတက်ဆင်ပြီးုံတင်မဟုတ်ပဲရေရှည်စိတ်ချရတဲ့အသုံးပြုမှုအထီကိုရေးဆိုင်ပေးပါတယ်ဆိုလာနဲ့ပတ်သက်ပြီးသိချင်တာတွေမေးမြန်းချင်တာတွေရှိရင်လည်းကိုမမှာလွတ်လပ်စွာမေးခဲ့လို့ရပါတယ်ရှင်